ဤကဲ့သို့ပါပဲခင်ဗျာလာအောင်မယ်ဒါကအထွေဒီလျှော်တဲ့အစတာယာကုန်းကရဲ့အထွေမုံပြောင်းကြီးတစ်ခုလေးပါပဲခင်ဗျာတော့ဒါအစပြောင်းကြီးတစ်ခုလို့ခေါ်ပါတယ်ဒါအစပထမမိရှော်တဲ့ကိုအစပြပြခဲ့တော့ဇော်ဒီကကျောင်းဆရာတော်ပူဇော်ခြင်းဖြစ်ပါလေဆရာတော်ဦးလာလိတာနော်ဒါမိဆက်ကြကျိုးကြည်စက်ကြကျိုးတီစက်ကြလို့ပြရပါတယ်ဒါဆိုရင်ဒီဆိုရင်နော်ကျိုးတီစက်ကြလို့ပြရပါတယ်ခင်ဗျမုတ်ပြောင်းကြီးဒီခုနဲ့တူကျိုးတီစက်ကြလေးပါခင်ဗျလိတာရဲ့ပညာလေးတွေပါခင်ဗျာဆရာတော်ဦးလာလိတာဆိုတာပြန်လွန်တော်မူသွားပါပြီခင်ဗျာဆရာတော်ရဲ့သက်ဆွမ်းတဲ့ပညာလေးတွေကိုဒီဘက်တွေကနေပြီးမှအခုလိုမျိုးပြုလုပ်ပြီးဆရာတော်ဦးလာလိတာကိုဂုဏ်ပြုတဲ့အနေနဲ့လာရောက်ပြီးရှင်ပြန်ပေးခြင်းဖြစ်ပါတယ်ဒါတလက်ပါခင်ဗျာမောထလက်လို့ခေါ်တယ်ကျိုးတီစက်ကြဝေရှုလောင်းမယ်နောက်တဲ့အပေါ်ရောင်လေးမှာဘောလုံးလေးလို့ဖြစ်သွားပြီအဲ့ဒီတည်းကဘာတွေထွက်လာအောင်မလဲနော်လာပြီရှူးလေးတွေစတင်ပါပြီခင်ဗျနော်ဝေရှုအောက်မှာလေဒီပါပြီတလက်နော်ဘောတဲ့ဘောကြီးဖတ်နော်ရှူပေါင်းများစွာပါဝင်တဲ့အတွက်နော်အန်ဒီရလေးတွေကြီးဆောင်ထားမယ်။အော်ဖုန်းတို့ဒီနေ့ပါပဲခင်ဗျာနော်။ဖုန်းတို့ဒီနေ့နဲ့ပါဝင်ရှင်းပြနေတာရပ်ကွက်ချပုံစားပြုတာယာကုန်းဒီပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဖြည်းနဲ့အလားလေးတွေကတလပပလေးတွေတွေ့မြင်နေရပါပြီခင်ဗျာဒီလိုလပပတာယာကုန်းမီတွေကိုများကစူတော်ဝေး3000ချင်းမြင့်သွားပါတယ်ခင်ဗျာဆလာမီတော့ဒီလိုလပပလာရောက်ရှင်နေတဲ့တာယာကုန်းမီတွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလောကလည်းစူတော်ဝေးတက်တိတ်ကြီးမြင့်သွားပါတယ်ခင်ဗျာအနေနဲ့ကြည့်မယ်နော်အနေနဲ့ကြည့်မယ်တကယ်လာပါတယ်ခင်ဗျနော်ဒီဆရာကိုတောင်းအောင်ဒီကိုလည်းစူတော်ဝေး3000ကြီးမြင့်သွားပါတယ်ခင်ဗျာဒီလိုလာပပတွေဆက်လက်ကြည့်ရှုရတဲ့အတွက်တဲ့ခင်ကလောလက်ဆောင်စိန်ကလည်းစုတော်မွေ9000ကြီးမြင့်သွားပါလေခင်ဗျာမလေးဗျာဓာတ်ပုံဆရာတွေကြီးကြီးမိမိရိုက်ထားမယ်နော်ကြီးကြီးမိမိရိုက်ထားမယ်ရှူးမျိုးစုံကာလာမျိုးစုံပါပဲခင်ဗျာဓာတ်ပုံချောင်းပုံစားပြုလာရောက်ရှင်တင်တော့တာယာကုန်းမိပဲဖြစ်ပါတယ်မိဆရာကိုသားအိုနဲ့ဖွဲ့ကောင်းဆောင်ကိုကျော်တို့ညီကိုတစုပေါ့ခင်ဗျာစစစစနဲ့မအိပ်မနေအိပ်ပြက်အစားပြက်ပြုလုပ်ပြီးတော့ဘလုံးမျိုးရဲ့20 ကြိမ်မြောက်ရိုးရာမီးလျှော်တဲ့ပြင်ပွဲကြီးမှာ
ရက်ွက်ပဲတော့လာရောက်ရှိပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ထပ်မံစုချင်းကိုရောက်ရှိလို့လာပါပြီစီရောင်းဝယ်ရေးကလည်းစုတော်ဝင်9000ကြီးမြင့်သွားပါတယ်ခင်ဗျာရက်ွက်6 28ွက်စုတော်ဝင်9000လာရောက်ကြီးမြင့်သွားပါတယ်အမလေးလေးတတိထားတော့အဲ့ဒီရှင်နာဒီဘက်ကပြိတ္တတိနေနဲ့ကြက်တဲ့အတွက်အန္တရာယ်များတယ်နော်ပြိတ္တတိကကြက်နေတယ်ကိုယ်အန္တရာယ်ကိုကြည့်နေနော်ရက်လေးမျက်နှာထဲအောက်ရှင်းမျက်နှာပေါ့ခင်ဗျာလာမယ်အရက်ရှင်းမျက်နှာဘေးတွေကိုကြီးနေရများနေလောလောဆယ်ဒီရှိဘက်ကိုမလာသေးဘူးနော်လူပြူကြီးကိုကျက်ဘသူတွေလိမ့်ရှာနေလဲမသိဘူးနော်ဝိပင်းရှူးအနီးအောင်ရှူးဝိပင်းရှူးဝါရောက်ရှူးအမလေးပြဟိုဘက်အချမ်းခက်များသွားနေသူကပတ်ချက်တစ်ကိုသွားနေရတာပြီခင်ဗျပြီးတော့လာအောင်မေရှာဘယ်လေးတော့ဘယ်နဲ့ကြားလိုက်တယ်နော်တတိထားတော့ခနေပြီနော်ဘုရားဒီဘူဂျီတာမင်းလေးဒီစီအပေါ်သားဦးလို့ပါခင်ဗျာဘယ်လေးတာယာကုန်းအတွက်ဂုံဖြူလက်ခုပ်တန်လေးပါခင်ဗျာတာယာကုန်းအတွက်ဂုံဖြူလက်ခုပ်တန်လေးပါခင်ဗျာဒီကိပါချီထိုက်ပါတယ်ခင်ဗျာနော်ဘူသားအောင်ညီကိုများဖွယ်ကောင်းဆောင်ကိုကျင်းနေညီကိုများကျိုးစီမံပြုလုပ်ထားတဲ့ရန်စင်တရားဆိုရင်အားကြမြောက်ရဲ့ဒုတိယနေရာနေပေါင်းပြီးရှိပြနေခြင်းဖြစ်ပါတယ်။အနီရောင်လေးပြောင်းသွားလိုက်အဝါရောင်လေးပြောင်းသွားလိုက်နေပေါ့ခင်ဗျာ။ကာလာလည်းအစုံလေးပါခင်ဗျာ။ဝေးပြီးဝါစိန်ညီရဖို့ခင်ဗျာ။ကာလာဆုံးပါပဲခင်ဗျာ။နော်။ရှူရကာလာဆုံးပါပဲခင်ဗျာ။ဟုတ်ကဲ့ပါတာယာကိုမီးရှိုတွေကိုသဘောချလို့မလေးဘူးချီရဲချောက်ဖတ်နေပါဒီလိုလလပပနဲ့ပေါင်းရှင်းပြနေတာတာယာကိုလက်ပြပါသေးတယ်မလေးဘာလဲလောလောဆယ်တော့ပြိတ္တကြီးလို့လလပပလေးတွေကိုအေးစေးကြည့်โอเคทำมาပြီးတော့တာယာကုန်းဒလိုက်ကြပါeraจับกလိုက်ကြအနည်းအောင်စိမ့်အောင်กလိုက်ကြเนาะဒါလေးတွေကกလိုက်ကြလို့နေရပါတယ်ခင်ဗျဒီစီကကိုတာအုပ်နဲ့ဒီကိုများပေါ့ခင်ဗျသူစနေပြုလုပ်ပြီးတော့လာရောက်ရှင်ပြင်းချင်းဖြစ်ပါတယ်โอเคတာယာကုန်းမီးထဲကြည်နူးရဲ့ပကေးရှင်ပုံကနေပြီးတော့လေစုတော်ငွေတသိန်းလာရောက်ကြီးမြင့်သွားပါတယ်ခင်ဗျာကြည်နူးရဲ့ပကေးရှင်ပုံကပါမီးရှိုတဲ့အတွက်တာယာကုန်းအမျိုးသမီးအဖွဲ့မှာလဲစုတော်ငွေတသိန်းကျပ်လာရောက်ချင်းမြင့်သွားပါတယ်ခင်ဗျာတာယာကုန်းအမျိုးသမီးအဖွဲ့ပါခင်ဗျာထပ်မပြီးတော့တာယာကုန်းရဲ့မိချိုတဲ့အတွက်ကိုဆိုင်မင်းလက်
မာမိုးတန်တာကလည်းစုတော်ငွေ3000ကျပ်လာရောက်ချင်းမြင်သွားပါတယ်ခင်ဗျာအမလေးလေးဒုတိယတစ်ချိန်လန့်ပါပြီခင်ဗျာလူပြိုကြီးလို့ပြောလို့လားမသိဘူးနော်ဒေါသတွေထွက်ပြီးတော့လူပြိုကြီးကိုကျက်ဒေါသတွေထွက်ပြီးတော့နှလုံးကွဲသွားပါပြီတဖုံဖုံတဒိမ့်ဒိမ့်နဲ့ပရိသတ်တို့ကြားတဲ့အတိုင်းပဲလူပြိုကြီးနှလုံးဖုံကနေနှလုံးကွဲသွားပါပြီကြောက်ကလေးထားလို့နေရပါတယ်အမလေးနောက်တစ်လုံးထပ်ခွဲလေခင်ဗျလူပြိုကြီးမပြောတော့ပါဘူးလူပြိုကြီးလို့အဖွဲခေါင်းဆောင်ကိုကျက်လို့ပဲပြောပြီးတော့မယ်နော်လူပြိုကြီးကိုကျက်ဖုံးနေအော်အမေတို့တော့လန့်သွားတယ်ခင်ဗျာနော်ကိုကျက်မပြောတော့ဘူးပိတ်ဝက်ရှော့အောင်ပန်းကလည်း2000ကိုမင်းသက်ပိန်ပေါ့ခင်ဗျာကိုမင်းသက်ပိန်ပိတ်ဝက်ရှော့အောင်ပန်းကလည်းမိတာယာကုန်ပြီးဆိုတဲ့စူတော်ဝင်း2000တာယောက်ချင်းမြင်သွားပါလေအမလေးလာအောင်လေစူတော်ဝင်းဟောပြောပြီးမယ်နော်ကိုကျန်နော်စိတ်မဆိုးနဲ့နော်သူရဲ့ treatment လေးပေါ့ခင်ဗျာတာယာကုန်ရဲ့ treatment လေးလပပနဲ့ပေါင်းဝင်ရှိနေတာရပ်ကွက်6ကိုစားပြုတာယာကုန်လေးပဲဖြစ်ပါလေခင်ဗျာမဟုတ်ပြောင်းမုတ်ပြောင်းဒီကနေနော်ဘာတွေထွက်လာတယ်လဲခိုးလေးတွေပေါ့ခင်ဗျာကြောက်ခိုးလေးတွေနော်မုတ်ပြောင်းလေးတွေနဲ့တူဝေမိတ်ခိုးလေးတွေထပ်မံပြီးလာအောင်လေခိုးမိသားစုအဲ့ဒီမှာအများကြီးကျန်နေတယ်ဒီရေပြင်ကိုဆေးပြီးမှအထက်ကိုပြန်တက်တယ်ခင်ဗျာနော်ကြောက်ခိုးခရမ်းရောင်လေးတွေအပြာရောင်လေးတွေနော်ဒီစီကကိုတောင်းဖွဲ့ကောင်းတော့ကိုကျက်တော့ပေါ့ခင်ဗျာအခုဆိုကြည့်ပါဦးဒီလိုလက်ပါတဲ့တာယာကိုရဲ့မိတွေအတွက်မြို့တက်စီကော်မတီမှကိုရာဇဝေယနေ့ပြည့်ပြည့်ပြောမှစုတော်ဝေ2000ချင်းပြတော့ပါတယ်ခင်ဗျာအမလေးဗျာကျင်းစုတော်ဝေကြားလိုက်နော်တာယာကုန်းတဲ့ဩဘာလက်ကုန်းတန်လေးပါခင်ဗျာတာယာကုန်းတဲ့ဩဘာလက်ကုန်းတန်လေးပါခင်ဗျာကြည်စမ်းဝေးပြီလို့လပပလေးဖြစ်သွားပါပြီခင်ဗျာအစုံပါပဲကြောက်ခိုးတွေရောကြောက်ရှူးတွေရောခိုးပြန်တွေရှူးတွေကာလာစုံပါပဲခင်ဗျာဝါစိတ်ကြီးနော်တော်လပပလေးနဲ့ပါဝင်ရှိပြနေတာရပ်ကွက်6ကိုစားပြတာတော့တာယာငုံမီးပဲဖြစ်ပါလေခင်ဗျာဒီမှာညူနီးလေးတွေစိမ့်သွားလာပါခင်ဗျာမိချိုလိန်တော့မှတေချာမနေရတော့ပါဘူးဒီနေလေးတွေစိမ့်သွားတဲ့မိဆရာကိုသားကိုရဲ့လက်ရပါခင်ဗျာတတိထားပါခင်ဗျာမြူနင်းလေးတွေဝေသွားပြီအဲ့ဒီမြူနင်းကြားလေးတွေတစ်ပတ်ကျယ်လေးတွေကျွေနေတယ်လို့ပါပဲခင်ဗျာနော်မြူနင်းကြားကကျယ်ကျွေတဲ့ညနော်တာယာတော့ကာလာစုံလေးဖြစ်သွားပြန်ပြီပြည်တည်ရအနီအောင်ဖြစ်လိုက်အဝါရောင်လေးဖြစ်သွားလိုက်တော့ခင်ဗျာတမပြီးတော့တာယာကုန်းအတွက်ရာဇာကွန်းရအောင်ပန်းကလည်းစုတော်မေတသိန်းလာရောက်ချင်းမြင့်သွားပါလေခင်ဗျာအောင်ပန်းကြံသေးတယ်နော်ကိုသားကိုရဲ့အစွမ်းတွေကြံသေးတယ်ဒီဘက်ကမလဲသေးနဲ့ဟုတ်ဟိုဘက်ကလဲနော်ဒါလေးတွေလာအောင်တာယာကုန်းမီးရဲ့အစွမ်းတွေနော်လပပတွေကြံနေသေးတယ်ကျွန်တော်ကုန်သွားပြီပါပြီလောင်းနေရှိပြီလောင်းနေနော်ကိုပြန်လေးတွေကတော့ပြန်ဝဲနေသေးပါပဲခင်ဗျနော်နောက်ဆုံးညမလို့ပြိတ္တကြီးကိုလိုက်တော့ဆက်တဲ့အနေနဲ့ကောင်းကင်မှာပြန်ဝဲနေခြင်းဖြစ်ပါတယ်ကြံလေးနေနော်ပြိတ္တကြီးတွေ
မိစရာကိုကောင်းအိုနဲ့အထွေကောင်းဆောင်ကိုကျက်ဒီကိုလေးစုပါတော့ပြီးဆုံးသွားပါပြီပြိတ္တရဲ့အတန်ကလည်းအင်တန်မှာမြင်းမြင်းစိမ့်စိမ့်လေးထွက်လာပါတယ်နောက်ဆုံးပိတ်မှာဟုတ်ကဲ့ပါကလောမျိုးရဲ့